အားလုံးပဲမင်္ဂလာပါရှေ့ကဗီဒီယိုတစ်ပုဒ်မှာ VO3.1 အခမဲ့ထုတ်လို့ရတဲ့နေရာတစ်ခုကိုမိတ်ဆက်ပေးခဲ့ပြီးတော့အကန့်အသတ်မရှိလဲထုတ်လို့ရတာကြောင့်အဆင်ပြေတယ်လို့သိရတဲ့အတွက်ဝမ်းသာပါတယ်အခုနောက်တစ်နေရာကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် Winter is coming. Be prepared. One more round, then I'll evolve. The helicopter is right above us. Are they taking us now? Yes, get the children ready. ပထမဆုံး VO3.1 ပေါ့နော်အခမဲ့ရတဲ့နေရာဘယ်နေရာလဲဆိုတော့ကျွန်တော်တို့ browser မှာဒီ Hugging Face VO3.1 လို့ရိုက်ပြီးတော့ရှာလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒါဒီပေါ်လာတဲ့ထဲကဒီ AK ဘာညာပြထားတဲ့ဒီနေရာလေးပေါ့နော်အဲ့လိုပေါ်နေတဲ့နေရာလေးကိုကျွန်တော်နှိပ်ဝင်လိုက်လို့ရှိရင်အမှန်တကယ်တော့ကျွန်တော် tab တစ်ခုကဖွင့်ထားပြီးသားပြဒီဘက်မှာဒီဗီဒီယိုထုတ်တုန်းကဒါဖွင့်ထားပြီးသားဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ VO3 ဒီမှာထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအစမ်းရေးထားတဲ့စာလေးရှိရပေါ့နော်ဒီစာလေးနဲ့ကျွန်တော်တို့ဒီထဲမှာထုတ်ကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်ဒီနေ့ထုတ်တာတော့နည်းနည်းတော့များသွားပြီဒါပေမဲ့လည်းရကောင်းရနိုင်သေးတယ်ဒါဆိုရင်တော့ဒါရသေးတယ်ဆိုတဲ့သဘောပဲเนาะဒါက VO3 အတွက်နေရာတနေရာပါနောက်တစ်ခါ Sora 2ပေါ့နော် Sora 2ကလည်းထူးမခြားနာပဲဒီ website ပါပဲကျွန်တော်တို့ဒီမှာ Hugging Face မှာ Hugging Face Sora 2လို့ရိုက်ပြီး enter ခေါက်ချလိုက်ပါပြီးလို့ရှိရင်ဒီ AKHA အဲ့လိုမျိုးပါတဲ့ဟာတခုကိုပဲပေါ့နော်ကျွန်တော်နှိပ်ဝင်လိုက်ပါကျွန်တော်နှိပ်ဝင်မပြတော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီမှာထုတ်ထားပြီးသားเนาะဗီဒီယိုတစ်ပုဒ်တောင်ဒီမှာစမ်းထုတ်ထားတယ်ရှေ့ရပြခဲ့တဲ့ဗီဒီယိုတစ်ပုဒ်ကဒီကနေထုတ်ထားတာပါအဲ့တော့ကျွန်တော်စောကလိုမျိုးပဲเนาะရေးထားတဲ့စာရေးရှိပါသေးတယ်ဒီတစ်ခါမှာတော့ DJ ဟိုဖြစ်နေတယ်ပေါ့เนาะဒီယုံလေးအကြောင်းပေါ့เนาะအဲ့ဒါလေးကျွန်တော်ဒီထဲမှာထည့်လိုက်မယ်ဒါပြောဖို့တခုကတော့ဒါကျွန်တော်အကောင့်ဝင်ထားမှရမယ်အကောင့်ဝင်ထားမှကျွန်တော်တို့ထုတ်လို့ရမှာပါအကောင့်ဝင်မထားရင်ဒီနေရာမှာဆိုင်းရင်လို့ဖို့သူပြောနေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ generate video နှိပ်ကြည့်လိုက်ပါမယ်သူလည်းအခုထက်ထိကြားနေတော့မယ်ဗျကျွန်တော်တကယ်တော့ video တွေဒီနေ့စမ်းထားတာတွေများနေပါပြီဒါအခုသူလည်းဒီမှာထုတ်နေတာတွေ့ရတယ်အဲ့တော့ကျွန်တော် video ပြီးတဲ့အထိတော့မစောင့်တော့ဘူးဒီလိုမျိုးဒါအခမဲ့နာမည်ကြီးနှစ်ခုလုံးကိုအခမဲ့ရတဲ့နေရာဖြစ်တဲ့အတွက်အဆင်ပြေကြမယ်ထင်ပါတယ်ဒါဆိုရင် video ကထုတ်တာတောင်ပြီးသွားပြီဗျာနော်ပြောနေနေတောင်မိုက်တယ်ဗျဟုတ်ပါပြီဗျဒီ video ကတော့ဒီလောက်ပါပဲဗျာ